မင်္ဂလာပါညီကိုတို့ဒီနေ့ညမြန်မာစံတော်ချိန်7:00နာရီခွဲမှာ Winning Nest PSG ကိုစီပြိုင်ကစားကြမှာပါ PSG ရဲ့နောက်ဆုံး10ပွဲမှာ6ပွဲနိုင်2ပွဲတည်နဲ့2ပွဲရှုံးနာပြီးအဲ့ဒီကနောက်ဆုံးအဝေးကွင်း5ပွဲမှာ4ပွဲနိုင်2ပွဲရှုံးနာပါတယ် Winning ရဲ့နောက်ဆုံး10ပွဲမှာ5ပွဲနိုင်2ပွဲတည်နဲ့4ပွဲရှုံးနာပြီးအဲ့ဒီကအိမ်ကွင်းနောက်ဆုံး5ပွဲမှာ3ပွဲနိုင်3ပွဲတည်နဲ့2ပွဲရှုံးနာပါတယ်ဝင်းနေဟာနောက်ဆုံး၄ဘွဲဆက်ကိုရှုံးနာပြီးနီးပြဟာလည်းထုတ်ခံထားရပါတယ်။ PSG နဲ့ထိထိတွေ့ဆုံမှုနောက်ဆုံး၄ဘွဲမှာလည်း၄ဘွဲစလုံးကိုရှုံးနိမ့်ထားပါတယ်။ဒီဘွဲရဲ့စတင်ကြီးမှာ PSG ကနေဘော်ဒီ140 9ပေါင်350ကနေယခုချိန်မှာဘော်ဒီ180 9ပေါင်3100ဒီဘော်ဒီရော9ပေါင်စီရောမြင့်တက်လာပါတယ်။ရွေးနေတကိုးရနိုင်ပေမဲ့ PSG မှာ3ဂိုးသွင်းနိုင်စွမ်းရှိပါတယ်။နောက်ပိုင်းပွဲတွေမှာလည်း PSG တိုက်စစ်ကဂိုးတွေမြူနေတာကြောင့် PSG ဘော်ဒီပဲကြိုက်ပါတယ်။